မေတ္တာပို့ကြရအောင်အရှိရနေရှိသောပဝန်းချီအနန္တစိတ်ကြပါလားအနန္တလူနဲ့ပြမတော်ဘေးအခက်ပြီးကြပါစေဒေါသခက်ပြီးကြပါစေစိတ်ခက်ပြီးကြပါနှလုံးစိတ်ဝဲဆိုင်ကြပါစေအနာရနေရှိသောပဝန်းချီနန္ဒစိတ်ကြပါလားနန္ဒလူနဲ့ပြမတော်ဘေးအခက်ပြီးကြပါစေဒေါသခက်ပြီးကြပါစေစိတ်ခက်နှလုံးစိတ်တောင်းရနေရှိသောပဝန်းချီနန္ဒစိတ်ကြပါလားနန္ဒလူနဲ့ပြမတော်ဘေးအခက်ပြီးကြပါစေဒေါသခက်ပြီးကြပါစေစိတ်ခက်ပြီးကြပါနှလုံးစိတ်ဆိုင်ပါညာရနေရှိသောပဝန်းချီအနန္တစိတ်ကြပါလားအနန္တလူနဲ့ပြမတော်ဘေးအခက်ပြီးကြပါစေဒေါသခက်ပြီးကြပါစေစိတ်ခက်ပြီးနှလုံးစိတ်ဆိုင်ပါဗုဒ္ဓနုဒ္ဓိမြတ်စွာဘုရားကိုရမေကျတိထေစကိုဝိုင်းမြတ်တာစ30ဘုံကျေလေးကြောက်ဘူးတော့ဆွေတော်ရှိတော်မျိုးတော်ပေါ့လူနဲ့ပြန်မတော်ခုနေတော်သမီးတော်ဝါရီကြမှာကြပါဆန္ဒကြပါစေအတုပမရဏနုဒ္ဓိပထဝီဒီဆိုအဘောရဲ့တကြီးလေးကိုတိချတဲ့ခန္ဓာကိုယ်ရောနေနော်ကဲစိတ်ဥဒရာ30နှစ်ပြည့်တယ်တော့နေနော်ဖြည့်ပြည့်ပြရမှာပဲလေဗုဒ္ဓနုဒ္ဓိမြတ်စွာဘုရားကိုရမေအတိထေစကိုဝိုင်းမေတ္တာစ30ဘုံကျေလေးကြောက်လို့ဆွေတော်ရှိတော်မျိုးတော်ပေါ့လူနဲ့ပြန်မှာတော့တော်ဝါရီကြမှာကြောဆန္ဒကြပါစေအတုပမရဏနုဒ္ဓိပထဝီဒီဆိုအဘောရဲ့တကြီးလေးကိုတိချတဲ့စိတ်ဥဒရာ30နှစ်ပြည့်တယ်လာရုံနဲ့နော်ဖြည့်ပြည့်ပြရမှာပဲလေအထုံးကလေးတပြင်းပြင်းကိုနောက်ပါမင်းထင်းအထောက်ရှင်မသေးလို့တော့ကြံတဲ့လူကဝေလို့စားလူဘဝရောက်လာရင်ခေါ်သူမရှိလာဖို့ရှိပြီနင်းသူမရှိပြန်ဖို့ရှိပြီဟောတယ်တို့ဒီမြတ်စွာဘုရားကိုရမေရဲ့တိသေကိုဝိုင်းမြတ်တာစရှိတော်မျိုးတော်တော်လူနဲ့ပြန်မှာတော်တော်ဆမ်းပါကြပါကျမ်းပါကြပါစေအတုပမရဏနုဒ္ဓိပထဝီဒီဆိုအဘောရဲ့တကြီးလေးကိုတိစကန်စေကို30နှစ်ပြည့်တယ်